ကာကြီးဟူသည်ကားကိလေသာမံကိုအောင်တော်မူသောမြတ်စွာဘုရားခါခွေဟူသည်ကားခန္ဓာမံကိုအောင်တော်မူသောမြတ်စွာဘုရားကာငယ်ဟူသည်ကားကန္တကုတိရွှေတိုက်မှကျွတ်ထိုက်သောသူတတ္တဝါဘိုလ်လူခတ်သိမ်းတို့အားရွှေဉဏ်တော်ကုံရဖြင့်ဖြက်လျက်ကြည့်ရှုတော်မူတတ်သောမြတ်စွာဘုရားကာကြီးဟူသည်ကားဂတိကာရာမြမမင်းကြီးစက္ကပ်သောရွှေကြာသင်္ကန်းကိုဆင်မြတ်တော်မူသောမြတ်စွာဘုရားငါဟူသည်ကားငါးပါးမံကိုအောင်မြင်တော်မူသောမြတ်စွာဘုရားစာလုံးဟူသည်ကားစัจ java လာတဝိုက်၌တူဖက်ပြိုင်ဖက်ကင်းတော်မူသောမြတ်စွာဘုရားစာလိန်ဟူသည်ကားဆေပါသောဒုစရိုက်ကိုပယ်ဖြတ်ခုတ်ထွင်အောင်မြင်တော်မူသောမြတ်စွာဘုရားစာခွဲဟူသည်ကားဇာတိတ်တရဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရားဇံမြင့်စွဲဟူသည်ကားဇန်တမာပတ်အပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားညဟူသည်ကားရေရန်တရား၅ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားတတလင်းကျိန်ဟူသည်ကားဒီကလက်တန်ကြံ့သွဲတို့ကိုဆရာမရှိကိုတော်တိုင်းသိတော်မူသောမြတ်စွာဘုရားထာဝံပဲဟူသည်ကားပဋ္ဌာန်းကျမ်းကိုဟောကြားတော်မူသောမြတ်စွာဘုရားတရင်ကောင်းဟူသည်ကားကိုတင်ညာပုံနာသည်လက်ညှိုးတစ်ချောင်းထောင်ပြ၍ဖျားစင်စေဧကံဖြစ်လိမ့်မည်ဟုဟောတော်မူသောမြတ်စွာဘုရားတရင်မုံဟူသည်ကားဒီပင်ကရာဖျားရှိတော်၌နိယတဗျာဒိပန်းကိုဆင်မြတ်တော်မူသောမြတ်စွာဘုရားနာကြီးဟူသည်ကားတဏှာတိဟူသောအမိုက်မောင်းကိုပယ်ဖြတ်ခုတ်ထွင်အောင်မြင်တော်မူသောမြတ်စွာဘုရားတာဝင်းမူဟူသည်ကားတထောင်မကသောဒိဋ္ဌိတို့ကိုဆုံးမတော်မူသောမြတ်စွာဘုရားထပ်စဉ်သူဟူသည်ကားထူးမြတ်သောဂုဏ်တော်ပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဓာတွေဟူသည်ကားဒိဗ္ဗစက္ခုဉာဏ်ကိုရတော်မူသောမြတ်စွာဘုရားတောက်ချိုင်ဟူသည်ကားဓမ္မစကြာတရားတော်ကိုဟောတော်မူသောမြတ်စွာဘုရားနာငယ်ဟူသည်ကားနိဗ္ဗာန်အောင်ချရွှေပြည်သားသို့ပို့ဆောင်တော်မူသောမြတ်စွာဘုရားပါဇောဟူသည်ကားပုဗ္ဗေနိဝါဒဉာဏ်တော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဖောက်ထုတ်ဟူသည်ကားဖို့မတ်ချမ်းသာကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဘာလချိုင်ဟူသည်ကားဘောဓိပင်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရားဘာဂုံဟူသည်ကားဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားမဟူသည်ကားမေစုမံကိုအောင်မြင်တော်မူသောမြတ်စွာဘုရားယာပလတ်ဟူသည်ကားတရက်ပြူပင်ရင်၌ဒိဋ္ဌိတို့အာရေမိအစုံစုံတို့နှင့်ယမိုက်ပြရိဟာကိုပြတော်မူသောမြတ်စွာဘုရားယာကောင်းဟူသည်ကားရောင်ကြီးတော်၆သွဲနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားလာဟူသည်ကားလူသုံးပါးတို့တွင်တူဖက်ပြိုင်ဖက်ကင်းတော်မူသောမြတ်စွာဘုရားဝဟူသည်ကားဝတ်သုံးပါးပေါင်းမှကင်းတော်မူသောမြတ်စွာဘုရားတာဟူသည်ကားတစ္ဆာလေးပါးတရားပေါင်းတို့နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားဟာဟူသည်ကားဟန္တာဒါနိဘိက္ခဝေပါဠိတော်လာသည်နှင့်အညီယဟန်ပေါင်းတို့ကိုဆုံးမတော်မူတတ်သောမြတ်စွာဘုရားလာကြီးဟူသည်ကားလာပြေဝန်းကဲ့သို့ပြေထွန်းသောရွှေမျက်နှာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားအာဟူသည်ကားအရုံမတတ်မီအာသဝကင်းကွာ၍အာသဝကရဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရားဣတိဣမေဟိဂုနေဟိဤသို့သောဂုဏ်တော်တို့နှင့်သမဏကတံပြည့်စုံတော်မူသောသမ္မာသမ္ဗုဒ္ဓံမြတ်စွာဘုရားကိုအဟံကျွန်ုပ်သည်ဝန္ဒေဝန္ဒာမိတရာယိုကျိုးလက်ဆုံးမိုး၍ရှေခိုးဥညွတ်ပါ၏
မြတ်စွာဘုရား